အဲ့ဒီမျိုးသမီးကကျွန်တော်ကိုတိတ်တိတ်စိုက်ကြည့်နေပြီးနှက်ခမ်းထက်မှာအပြုံးဖြော့ဖြော့လေးတစ်ခုရှိနေခဲ့တယ်။အီတန်ရှင်ကကျမအတွက်ကြံနေပေးဖို့ထက်သူမနဲ့အတူထွက်ပြေးဖို့ကိုပဲရွေးချယ်တာပေါ့ရှင်ကကျမကိုဒုတိယအကြိမ်မြောက်ဆုံးပစ်ဖို့အဲ့ဒီလောက်တောင်အလင်းစလို့ဖြစ်နေရတာလားခလိုအီကအရင်ကထက်အများကြီးပိန်ကျသွားခဲ့ပြီးသူမရဲ့အကြီးကဟေလီပေါ်ကိုအေးဆက်ဆက်နဲ့တစ်ချက်ဖျက်ကြည့်သွားပြီးမှကျွန်တော်မျက်နှာပေါ်မှာလာရက်တန်တယ်ကျမတို့စကားခဏပြောလို့ရမလားဟေလီကသူမရဲ့အကြီးအောက်မှာတွန်းဆုတ်သွားပြီးမဲ့ကျွန်တော်အရှိမမမမရက်တီပေးထားတော့မယ်ရှင်ဘာရီဂျန်စီနေလဲဆိုတာကျမမသိဘူးလို့မထင်နဲ့ကျမတတိပေးလိုက်မယ်ဖေဖေကိုထိခိုက်အောင်မလုပ်ဝန်းစေနဲ့ကျွန်တော်အပြည့်ရှိစိတ်နဲ့ခလိုအီရဲ့မျက်ဝန်းတွေကိုရှောင်ဖယ်လိုက်မိတယ်။မျက်တတပြောရမယ်ဆိုရင်တော့အတိတ်မှာရောအခုလက်ရှိမှာပါခလိုအီဟာကျွန်တော်ပေါ်အမြဲတမ်းစိတ်ရင်းမှန်ခဲ့သူတယောက်ဖြစ်နေလို့ပါပဲ။သူမကိုထက်ခါတလဲလဲစိတ်ပြတ်အောင်လုပ်ခဲ့မိတာကကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပြီးထိုတွေးကြောင့်ကျွန်တော်ပို၍ပင်ရှက်ကိုရှက်ကန်ဖြစ်လာရသည်။ပတ်ဝန်းကျင်လေးတို့ကတင်းမာလာသည်ထိုစင်စနစ် system ကရုတ်တရက်ပေါ်လာပြီးကျွန်တော်ကိုလှုပ်ဆော်လိုက်ပြီး host ဌာနချုပ်ကသတင်းစကားတစ်ခုပို့လိုက်ပါတယ်။ mission ရဲ့ပြစ်မှတ်ဖြစ်သူရဲ့စိတ်ခံစားချက်တွေတည်ငြိမ်သွားတဲ့ host ရဲ့ mission ကအောင်မြင်ပြီးမြောက်မှာဖြစ်ပါတယ်။ဒီစကားဝိုင်းကအခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ကျွန်တော်သဘောတူသည့်အနေဖြင့်ခေါင်းကြီးပြလိုက်ပြီးနောက်ဆုံးတွင်ကလိုဝီခလိုကိုကြည့်လိုက်ပြီးကောင်းပြီးငါတို့စကားပြောကြရအောင်ဟေလီဟဲလီကစိုးရိမ်ပူပန်မှုအပြည့်ရှိသောမျက်နှာအမူအရာဖြင့်ကျွန်တော်အင်ဂျီကိုလှမ်းဆွဲလိုက်ပြီးဖေဖေမတော်ပါနဲ့ကျွန်တော်သူမခေါင်းကိုအသားရပုတ်ရင်းစိတ်သက်သာရအောင်ချောလိုက်ပြီးမစိုးရိမ်တဲ့သမီးဖေဖေဘာမှမဖြစ်ပါဘူးထိုစကားကိုကြားတော့မှဟေလီကကျွန်တော်အင်ဂျီကိုဖြည်းဖြည်းချင်းလွတ်ပေးလိုက်တော့လဲကျွန်တော်ထွက်ခွာသွားသည့်ကြောပြင်းကိုမူစိုးရိမ်တကြီးဖြစ်ဆက်၍စိုက်ကြည့်နေစေပင်ကျွန်တော်နောက်လှည့်ကြည့်ပြီးသူမကိုစိတ်ချစေမိအကြီးတစ်ချက်ပေးလိုက်သည်ကလိုဝီကမနာလိုဝန်တိုမှုများလွှမ်းမိုးနေသောလေတံဖြင့်ရုတ်တရက်ပြောလာသည်ရှင်အဲ့ဒီကလေးကိုတိတ်ကယူဆိုင်တာပဲနော်သူမရဲ့မိကွန်းကိုကျွန်တော်ထူဆန်းနေမိသည်ဟေလီကကျွန်တော်တို့ရဲ့ကလေးပဲလေကျွန်တော်ဘယ်လိုလုပ်ကယူမဆိုင်ဖဲနေနိုင်ပါလဲကလိုဝီကမိမိကိုယ်ကိုလှောင်ပြောင်တယ်လို့ရေမောလိုက်သည်ဩဒါဆိုရှင်ကကျမစီလာတွေ့ဖို့ထက်သူမကိုပိုယုံကြည်ပြီးသူမနဲ့အတူထွက်သွားချင်တာပေါ့ဟုတ်လားအီတန်တက်ခါရှင်သိရလားကျမရှင်ကို6နှစ်တိစောင့်ခဲ့ရတာရှင်နှလုံးသားကဘယ်လိုလုပ်ဒီလောက်တောင်ရက်ဆက်ရတာလဲသူမ၏တုံရီနေသောအရှာရှာအတန်ကိုကြားရသောအခါကျွန်တော်နှလုံးသားကကြောက်တုံးကြီးတစ်ခုဖြင့်ဖိချေခံလိုက်ရတယ်လို့ခံစားလိုက်ရသည်မင်းပုံမှားခဲ့တာငါပါကလိုဝီကကျွန်တော်လက်ကိုပို၍တင်းကျပ်စွာဆွဲညစ်လိုက်သည်အီတန်ဒါကျမကြားချင်တဲ့စကားမဟုတ်ဘူးသူမကခြေလမ်းကိုရုတ်တရက်မြင်လိုက်ပြီးကျွန်တော်ကိုလူမရှိသောဆေးရုံခန်းတစ်ခုထဲသို့ဆွဲခေါ်သွားကညှင်းဆန်၍မရသောအဖြစ်နေရန်တွင်ကတ်တုံးထားလိုက်သည်ကျွန်တော်မကောင်းသောအငွေ့သက်ကိုခံစားလိုက်ရသဖြင့်အလိုလျောက်သူမကိုတွန်းဖယ်ရန်ကြိုးစားမိသည်ကလိုဝီကကျွန်တော်ကိုဖန်ဆွဲပြီးနာနာသို့ကတ်ကမငြိမ့်သက်နိုင်သောဒေါသများရောပြဲနေသည်မိမိကိုယ်ကိုလှောင်ပြောင်သောအတန်ဖြင့်ပြောလိုက်သည်ရှင်ကျမစီကနေထွက်သွားဖို့ဒီလောက်တောင်အသေးအတန်ဖြစ်နေတာပဲမဟုတ်လားနောက်တစ်စက္ကန့်တွင်ပင်ကလိုဝီ၏နှက်ခမ်းများကကျွန်တော်နှက်ခမ်းများပေါ်သို့ကြိုတင်သတိပေးချက်မရှိဘဲဖိကက်လာသည်ကျွန်တော်သတိပြန်ဝင်လာပြီးသူမကိုတွန်းထုတ်လိုက်သည်ထိုရုတ်တရက်လှုပ်ရှားမှုကသူမကိုသတိပြန်ဝင်လာစေပုံရပြီးကျွန်တော်လက်ကောက်ဝတ်ပေါ်တွင်သူမဆွဲညစ်ထားခဲ့သောနေရဲနေသည့်အမတ်သားနှစ်ခုကိုမြင်လိုက်ရသောအခါသူမ၏အသိစိတ်များအပြည့်အဝပြန်လဲပွင့်လင်းသွားသည်ကလိုဝီ၏မျက်ဝန်းထဲတွင်အပြစ်မကင်းစိတ်ကြိတ်တန်းသွားသည်တောင်းပန်ပါတယ်ကျမရှင်အတွက်ဆေးလိမ့်ပေးဖို့တွားယူလိုက်အောင်ကျွန်တော်သူမကိုတားလိုက်သည်အလိုလိုပျောက်သွားမှာပါကလိုဝီမင်းငါကိုဘာအကြောင်းပြောချင်လို့လဲကလိုဝီကပြန်မဖြေဘဲဆေးကိုတွားယူမြဲယူနေခဲ့သည်သူမကကျွန်တော်ကိုကလတ်ထိုင်တစ်လုံးပေါ်တွင်ထိုင်စေပြီးနောက်ကျွန်တော်ရှေ့တွင်ဒူးထောက်ကဆေးကိုအတန်တိတ်လိမ့်ပေးနေသည်သူမ၏စကတ်ဝစ်စုံအင်ဂျီလက်ဖျားကအနှဲငယ်လိမ့်တက်နေပြီးလက်ကောက်ဝတ်ပေါ်ကထိတ်လန့်စရာအမာရုပ်ကိုတတိပြုမိလိုက်သဖြင့်ကျွန်တော်နှုတ်ခမ်းများကိုတင်းတင်းစေထားမိသည်ထိုနေရာတွင်ရှိနေသောပတိကမူတစ်ချိန်ချိန်တွင်ဖယ်ရှားခံထားရပြီးသားဖြစ်နေသည်ကျွန်တော်သူမလက်ကောက်ဝတ်ကိုလှမ်းဖက်လိုက်သည်ကလိုဝီ၏မျက်ဝန်းများဝေဝါးသွားပြီးသူမအင်ဂျီလက်ကိုချက်ချင်းပြန်ဆွဲချလိုက်သည်ဘာမှမဟုတ်ပါဘူးမတော်တဆရှာမိတာပါသူမ၏အရေးမဆိုင်သောလေတံကိုကြားရသောအခါကျွန်တော်ရုတ်တရက်ဒေါသထွက်သွားသည်ကလိုဝီမင်းကိုမင်းရောဂယုဆိုင်ရလားကလိုဝီသည်ကျွန်တော်ဤမြအထိဒေါသထွက်လာလိမ့်မည်ဟုမမျှော်လင့်ထားပေသူမခဏမြကြောင်သွားပြီးနောက်တိုးညင်းစွာရေမောလိုက်သည်အီတန်ရှင်ကျမကိုစိတ်ပူနေတာလားကျွန်တော်ပြန်ပတ်လိုက်သည်မင်းဘလို့ထင်လဲငါဘေးမှာမရှိုံနဲ့မင်းကမင်းကိုမင်းဘလို့စောက်ရှောက်ရမလဲဆိုတာမသိယူနိုင်ဘူးလားကျွန်တော်သူမကိုဒေါသတကြီးစူပူနေမိတော့လဲကျွန်တော်တို့မျက်လုံးချင်းစုံမိသည့်ကာလတွင်စွန့်သွားရသည်ကလိုဝီ၏မျက်ဝန်းများနှီးရဲနေတော့လဲနှုတ်ခမ်းပြားတွင်အပြုံးတစ်ခုထင်ဟပ်နေသည်ရှင်အဲ့ဒီတုန်းကတိတ်ကိုရက်ဆက်စွာထွက်ခွာသွားခဲ့တာရှင်ကျမပေါ်ဘယ်တော့မှစိတ်မကောင်းဖြစ်မှာမဟုတ်ဘူးလို့ကျမထင်ခဲ့တာသူမ၏စကားများကကျွန်တော်လေချောင်းထဲတွင်တဆူသွားသည်နောက်ဆုံးတွင်ကျွန်တော်တက်ပြင်းချလိုက်မိသည်ငါမင်းအပေါ်စိတ်မကောင်းမဖြစ်ဘူးလို့တခါမှမပြောခဲ့ပါဘူးထို့သို့ပြောပြီးနောက်ကျွန်တော်မတ်တက်ရက်ကအခန်းထဲတွင်ပတိတစ်ခုရှာတွေ့ပြီးသူမ၏ဒဏ်ရာကိုပြန်လဲပတ်ပေးလိုက်သည်သူမနောက်တစ်ချိန်ပြန်ဖြုတ်ပြမိကိုစိုးရိမ်သဖြင့်ကျွန်တော်ထုံးနဲ့ထုံးဖြင့်တင်းတင်းချီလိုက်သည်ဒါကိုမဖြုတ်နိုင်ကြလားကလိုဝီကခေါင်းငုံကတိုးတိုးလေးရေရွတ်သည်တိပါတဲ့အရှင်အတွက်ပေးစရာတစ်ခုရှိတယ်သူမကအိတ်ကက်ထဲမှလက်ကောက်တစ်ခုကိုထုတ်ပြီးကျွန်တော်လက်ကောက်ဝတ်တွင်ဝတ်ဆင်ပေးလိုက်သည်ဒါကရှင်အတွက်တိတ်အရေးကြီးမှာပါရှင်ထွက်သွားတဲ့နေ့ကဒါကိုသမုတ်တရားထဲမတော်တဆချလိုက်မိတာလေကျမဒါကိုရှာတွေ့ပြီးကတည်းကအမြဲတမ်းဆောင်ထားခဲ့တာရှင်ပြန်လာမဲ့ရက်ကိုဒါနဲ့အတူ6နှလုံးလုံးစောင့်နေခဲ့တာ
ကျွန်တော်လက်ကိုမြောက်ပြီးကြည်ရင်လုံးဝအံ့အားသင့်ဆုံးသွားရသည်ဒါကကျွန်တော်ရဲ့တကယ်ကဘာကမိခင်ဖြစ်သူပေးခဲ့တဲ့လက်ကောက်ပဲလွန်ခဲ့တဲ့6နှစ်ကကျွန်တော်တေးချင်းအောင်ဆောင်ပြီးတက်တေချောင်းဇလန်းစင်မှုအတွက်သမုတ်တရားတွေကိုခီးဆောင်အိတ်တလုံးပြစ်ချဖို့စနစ်ကကျွန်တော်ကိုပြောခဲ့ပြီးကျွန်တော်တိတ်အလင်းစလိုဖြစ်နေလို့အဲ့ဒီလက်ကောက်ကိုခီးဆောင်အိတ်ထဲမတော်တဆထည့်မိသွားခဲ့တာကျွန်တော်ကဘာကိုပြန်ရောက်ပြီးအဲ့ဒါပျောက်သွားမှန်းသိလိုက်ရတဲ့အချိန်တုန်းကကျွန်တော်အချိန်တော်ကြာနှလုံးကြေကွဲခဲ့ရဘူးသည်ဒီလက်ကောက်ကိုကျွန်တော်လက်ထဲမှာတကြော့ပြန်မြင်ရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့မိဘူးဒီလက်ကောက်ကကျွန်တော်အတွက်ဘလောက်ရေးပါတယ်ဆိုတာကလိုအီကိုတခါမှမပြောပြခဲ့ဘူးပါဘူးဒါပေမဲ့သူကဘလို့နီးနဲ့မဆိုအလိုလိုသိနေခဲ့ပုံရတယ်ကျွန်တော်ရဲ့အံ့အားသင့်သွားတဲ့မျက်နှာထားကိုမြင်တော့ကလိုအီကမျက်တောင်လေးချကခက်ဖြော့ဖြော့လေးပြုံးလိုက်တယ်မင်းကျမကို6နှစ်တောင်ပြစ်ပယ်ထားခဲ့တာတော့မင်းကိုလုံးဝမမုန်းရနိုင်သေးဘူးမင်းရဲ့ကျင်နာမှုအားလုံးကမင်းရဲ့တာဝန် mission တစ်စိတ်တစ်ပိုင်းပဲဆိုတာသိနေရင်တော့မှပေါ့ကျမမင်းကိုလုံးဝစိတ်သက်ဝင်တန်ရောစင်တွဲမိသွားခဲ့တာပဲစကားအဆုံးမှာတော့ကလိုအီကမျက်လုံးလေးမိတ်လိုက်ပြီးမျက်ရည်ကြီးနှစ်စင်ကပါးပြင်ပေါ်စီးကျလာခဲ့တယ်ဤတန်းကျမတကယ်ပဲအယူတယောက်ဖြစ်နေခဲ့တာလားကောလိပ်ကျောင်းပြီးလို့နှစ်နှစ်မပြည့်ခင်မှာတင်သူမရဲ့ကိုယ်ပိုင်ရေးချင်းတွေနီလန်းတွေကိုတုံးပြီးဝီလီယံမိသားစုရဲ့လူရမသွင်းခံရတဲ့ကလေးဘဝကနေလူတိုင်းကြောက်ရွံ့ရတဲ့အချိန်အဝါကြီးမားတဲ့ဖြစ်တော့ကလိုအီဝီလီယံအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်ကျွန်တော်ရင်ထဲမှာထိန်းချုပ်မရတဲ့ဆူရှက်နာခြင်းမှုတစ်ခုပြန့်နှံ့သွားခဲ့တယ်။သူမမှာလောကမှာရှိတဲ့ငွေကြေးနဲ့အာဏာတွေအားလုံးရှိနေပြီးလူတိုင်းကသူမရဲ့အောင်မြင်မှုကိုအားကျနေကြတာထင်ရှားပါတယ်။ဒါပေမဲ့အခုတော့သူမကကျွန်တော်စီကတန်ဖိုးမရှိတဲ့တန်ရောစင်အနေငယ်လောက်ကိုတောင်းခံနေရှာတယ်။ကျွန်တော်မသိစိတ်ကနေလက်ကိုမြှောက်လိုက်ပြီးသူမရဲ့မျက်ရည်တွေကိုတုပ်ပေးမိတယ်ခလိုအီမင်းကတကယ်ပဲအယူမလေးပဲလွန်ခဲ့တဲ့6နှလုံးလုံးမင်းအတွက်တော်တော်လေးခက်ခဲခဲ့မှာပဲကလိုအီကခေါင်းကိုတစ်ဖက်သို့လွှဲလိုက်ပြီးမင်းရဲ့တောင်းပန်စကားတွေကိုကျွန်မမကြားချင်ဘူးအခုဆိုကဖြစ်တရက်သွားပြီးနောက်ဆုံးမှာတော့မျက်ဝန်းတွေအယောင်တောက်လျက်ကျွန်တော်ကိုကြည့်လာခဲ့တယ်မင်းဒီမှာကျွန်မနဲ့အတူရှိနေပေးနိုင်မလားကျွန်တော်ပြန်ပြီးတိတ်ဆိတ်သွားမိပြန်တဲ့တာဝန်ပြီးဆုံးသွားရင်ငွေကြေးတနာအမြောက်များနဲ့အတူကျွန်တော်ရဲ့ကဘာဦးလောကစီပြန်ပို့ပေးမယ်လို့စနစ်ဆက်စတုံးကဂတိပေးထားခဲ့တာဒါကြောင့်အစပိုင်းမှာတော့ကလိုအီပေါ်ထားခဲ့တဲ့ကျင်နာမှုတိုင်းကတကယ်ပဲတာဝန်ရဲ့အစိပ်ပိုင်းတစ်ခုသက်ပါပဲနောက်ပိုင်းမှာစစ်မှန်တဲ့ခံစားချက်တွေရှိလာခဲ့ရင်တော့ကျွန်တော်မနေခဲ့ပါဘူးအဓိကကတော့လူတွေကပြောင်းလဲတတ်ကြတာပဲနောက်နှစ်ပေါင်းများစွာကြာတဲ့အခါကလိုအီကအခုလိုမျိုးကျွန်တော်ကိုဆက်ပြီးချစ်နေဦးမလားဆိုတာဘယ်သူကအာမခံနိုင်မှာလဲငွေကြေးနဲ့ပတ်သက်လာရင်တော့ကျွန်တော်လက်ထဲမှာရှိနေတဲ့အရာကိုပဲကျွန်တော်ပို့ပြီးယုံကြည်တယ်ကျွန်တော်စကားဆက်မပြောနိုင်ခင်မှာတင်စေယုံခန်းပြင်ဘက်ကနေကျေလောင်တဲ့အော်ဟစ်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်။သူမနဲ့အတူနေဖို့တမိခွင့်မပြုနိုင်ဘူး။တကားကဝုန်းကနေပွင့်သွားပြီးဟီလီဟော်လီကရဲရံလေးဝင်လာကကလိုအီကိုလက်ညှိုးထိုးပြီးအော်တော့တယ်။နင်ဘာရီချန်စီနေလဲဆိုတာငါမသိဘူးလို့မထင်နဲ့နောက်ပြီးသူကငါအဖေပဲသူကဘာလို့နင်နဲ့အတူရှိနေရမှာလဲသူကငါနဲ့အတူလိုက်ခဲ့ရမှာ။ကလိုအီကမျက်မှောင်ကုန်းလေးရဲ့လှောင်ပြုံးလိုက်တယ်။သူကငါယောက်ျားပဲသူကဘာလို့နင်နဲ့လိုက်သွားရမှာလဲ။ဟီလီကလည်းပြန်ပြီးလှောင်ပိတ်လိုက်တယ်သူကလွန်ခဲ့တဲ့6နှစ်ကတည်းကနင့်ကိုမလိုချင်ခဲ့တာထိုစကလုံးတွေကခလိုအီကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ဖြစ်သွားစေတယ်။သူမရဲ့နက်မောင်နဲ့မျက်ဝန်းတွေထဲမှာအေးဆက်တဲ့မုန်တိုင်းတစ်ခုဖြစ်တည်လာခဲ့တယ်။အဲ့ဒါကိုနောက်တစ်ခါပြန်ပြောကြည့်စမ်း။အခြေအနေတွေရုံးရင်းဆန်ခတ်ဖြစ်တော့မှကိုမြင်လာကြောင့်ကျွန်တော်ကဟီလီပါဇက်ကိုလက်နဲ့ပိတ်လိုက်ပြီးတော်ကြဆန်းနှစ်ယောက်လုံးတိတ်နေကြလို့ငေါက်လိုက်တယ်။ကျွန်တော်သူတို့ကိုလူစုခွဲပေးလိုက်ပြီးအခန်းတွင်းကတင်းမာတဲ့အငွေသက်တွေနောက်ဆုံးမှရှော့ပါမသွားခင်အထိခိတ္တမြစိတ်အေးအောင်ထားလိုက်ရတယ်။ကျွန်တော်လက်ဖက်ရည်ကိုမှုတ်ပြီးတငုံတောက်လိုက်ရင်ဟီလီကကျွန်တော်ကိုမျက်လုံးထောင်ကနေခိုးကြည့်နေတာကိုသတိပြုမိလိုက်တယ်ကဲပြောပါဦးသမီးမေကိုဘာလို့ဒီလောက်တောင်မုန်းနေရတာလဲဟီလီကတွားချိတ်လျက်ပြောရှာတယ်အဖေသူမအခုတရုပ်ဆောင်နေတာကိုမယုံနဲ့သူမကအဖေကိုလည်းမုန်းတယ်သမီးကိုလည်းမုန်းတယ်သူမကအဖေရဲ့မျက်နှာကိုမုန်းတယ်လို့ပြောတာကိုသမီးကိုယ်တိုင်နားနဲ့ဆက်ကြခဲ့ရတာပြီးတော့သမီးကအဖေနဲ့တွေးတာတော့ဆက်နေလို့ဆိုပြီးသမီးကိုလဲပင်းညစ်ခဲ့သေးတယ်သူမသမီးကိုတနေ့မဟုတ်တနေ့တက်လိမ့်မယ်အဖေကိုလည်းတနေ့ကြာရင်တက်မှာဟီလီပြောလိုက်တဲ့စကားလုံးတိုင်းကကျွန်တော်လုံးသားကိုတူနဲ့ထူလိုက်တယ်လို့ခံစားရစေပြီးချမ်းစိန်သွားစေတယ်ကလိုအီရဲ့စိတ်ပိုင်းဆိုင်ရာကမတည်ငြိမ်မှုဆိုတာကျွန်တော်သိထားပေမဲ့သူမကကိုယ်ကလေးကိုပြန်တက်ချင်တဲ့အထိယူသွနေလိမ့်မယ်လို့တော့မထင်ထားခဲ့မိဘူးကလိုအီကအေးဆက်စွာရေမောလိုက်တယ်ဟီလီမစ်လာနင်ကတော့လိန်ရတာကိုဆွဲလန်းနေပြီထင်တယ်ငါဘယ်တော့မှအဲ့ဒီစကားတွေပြောခဲ့လို့လဲဟီလီကချက်ချင်းပြန်ပတ်တယ်တမီးပြောသမျှအားလုံးကအမှန်တရားတွေပဲအဲ့ဒီအမှန်တရားထဲမှာလက်ထဲကိုတန်တွေထည့်ထားတာနဲ့အမေတောက်တဲ့ဝိုင်ထဲကိုပလိစီဝါဆေးတွေရောထည့်ထားတာကိုပါသလားသူတို့နှစ်ယောက်ရဲ့စကားဝိုင်းကြောင့်ကျွန်တော်နှလုံးရမတက်ဖြစ်သွားရတယ်ကျွန်တော်စနစ် system ကိုအရေးတကြီးလန့်ခေါ်လိုက်တဲ့စနစ်မြန်ကျွန်တော်အတွက်စိတ်ကျမ်းမာရေးဆေးရုံကိုလန့်ခေါ်ပေးစမ်းသူတို့နှစ်ယောက်လုံးကိုဆေးရုံတင်ဖို့လူနေပြီစနစ်က online ပေါ်ရောက်လာပြီးလက်ကောင်းရဲ့မှတ်တမ်းဖိုင်တွေကိုအမြန်စစ်ဆေးကရှင်းပြလာခဲ့တဲ့ Asian House တကယ်တော့ဒါတွေအားလုံးကနားလည်မှုလွဲတာပါစနစ်ရဲ့ပြောပြချက်အရတော့ကျွန်တော်နောက်ဆုံးမှာအမှန်တရားကိုသိလိုက်ရပါပြီသူတို့ရဲ့လူမှုအတိုင်းဝိုင်းတွေကလူတိုင်းကခလိုအီကကျွန်တော်ကိုအယိုးတွေကတဲကအထိချစ်တယ်ဆိုတာသိကြတယ်လွန်ခဲ့တဲ့6နှစ်ကကျွန်တော်တည်ဆုံသွားပြီးတဲ့နောက်မှာတော့ကျွန်တော်နဲ့တူအောင် plastic surgery လုပ်ပြီးသူမနာကပ်ဖို့ကြိုးစားခဲ့တဲ့အမျိုးသားတွေအများရှိခဲ့ဘူးတဲ့အစကတည်းကစိတ်ကျန်းမာရေးတိတ်မကောင်းရှာတဲ့ခလိုအီကတော့ဒီလိုအတူအယောင်လူလိမ်တွေကြောင့်စိတ်ပိုင်းဆိုင်ရာပြိုလဲတဲ့အထိဖြစ်ခဲ့ရရှာတာနောက်ဆုံးမှာတော့သူမဘလို့မှမခံစားနိုင်တော့တဲ့အတွက်အဲ့ဒီလူတွေကိုအကုန်လုံးဖမ်းဆီးပြီးအာဖရိကကတတုတွင်းတွေမှာအလုတ်လုပ်ဖို့ပို့ပစ်ခဲ့တာပဲဖြစ်ပါတယ်။သူ
သူမကငါမျက်နှာလိုမျိုးတခြားဘသူမဆိုသူမနာကိုကတ်လာရင်အစွန်းရောက်တဲ့တစ်ခုခုမလုံးမိဖို့မတေချဘူးလို့ပြောခဲ့ဘူးတယ်ဒါပေမဲ့အသက်3နှစ်အရွယ်ဟေလီဟော်လီရဲ့နားထဲမှာတော့အဲ့ဒီစကားတွေကလွဲမှားသွားခဲ့တယ်ကလိုအီခလောင်ကကျွန်တော်ကိုတိတ်မုံလုံးလို့တက်ပစ်ချင်နေတာလို့သူမကအထင်လွဲသွားခဲ့တာကလိုအီကကျွန်တော်ကိုမောင်းထုတ်လိုက်တယ်လို့ယုံကြည်နေတဲ့ဟေလီဟာကလဲစားချီတဲ့အနေနဲ့သူမအမေရဲ့ဖက်နှက်ထဲကိုတမ်မိုရီထည့်ထားခဲ့တဲ့ကန်ဆူချင်တော့ကလိုအီကလက်ပူးလက်ချက်မိသွားပြီးဟေလီတယောက်ပြင်းထန်ထန်အရိုက်ခံခဲ့ရတယ်ဒါတောင်လက်မလျှော့ပဲဒုတိယအကြိမ်မြောက်မှာတော့ဟေလီကကလိုအီရဲ့ဝိုင်ပလင်းထဲကိုပရိစီဝါဆေးတွေထည့်ပြီးပိုတိုးလုတ်ခဲ့ပြန်တယ်ပြီးတော့ထပ်မိသွားပြန်ရောကလိုအီကအလွန်မင်းဒေါသထွက်ပြီးဟေလီရဲ့ကော်လာစကိုဆွဲကင်ကနင်အဖေရဲ့တွေးမတော်ဆက်ရင်နင်ကိုငါတက်တာကြပြီးလို့အော်ဟစ်ခဲ့တဲ့အသက်ရှူကျက်နေတဲ့ဟေလီကတော့အဲ့ဒီစာကြောင်းရဲ့အပိုင်းအစအချို့ကိုပဲကြားလိုက်ရပြီးသူမရဲ့စိတ်ထဲမှာစကလုံးတွေကနောက်တစ်ချိန်ထပ်ပြီးလွဲမသွားခဲ့ပြန်တယ်ဒီလိုနဲ့ပဲဒီထင်လွဲမှမှုကြီးက6နှစ်တိုင်ရှည်ကြသွားခဲ့တာကျွန်တော်ကစနစ် system ရဲ့ရှင်းလင်းချက်ကိုသူတို့နှစ်ယောက်လုံးကိုထပ်ပြောပြလိုက်တော့သူတို့နှစ်ယောက်လုံးတိတ်ဆိတ်သွားကြတယ်ဒါဆိုဒါတွေအကုန်လုံးကအထင်လွဲမှုတက်ပဲပေါ့အခုရောသဘောပေါက်ပြီလားသူတို့နှစ်ယောက်လုံးကစိတ်မတက်မသားနဲ့အော်လို့ပဲရေရွတ်လိုက်ကြတယ်ကျွန်တော်စွန့်သွားပြီးဒီလူမိုက်နှစ်ယောက်နဲ့စပြောချင်စိတ်လုံးဝမရှိတော့ဘူးဒါကြောင့်ထွက်သွားဖို့ပြင်လိုက်တယ်ဒါပေမဲ့ဝဲရကလက်တစ်ဖက်စီကကျွန်တော်ကိုချက်ချင်းလှမ်းတားလိုက်တယ်ဟီလီကအလင်းမြန်ပဲဒါပေမဲ့ဘာပဲဖြစ်သမီးကဖေရဲ့တွေးသားရင်းလေဒါကြောင့်ဖေကသမီးနဲ့ပဲရှိနေတင်တာလို့ပြောလိုက်တယ်ကလိုအီကလည်းငါကသူ့ကိုအရင်တွေ့တာသူကငါနဲ့ပဲရှိနေရမှာလို့ပြန်ချေပါတယ်သူတို့နှစ်ယောက်ထပ်ပြီးရန်ဖြစ်တော့မဲ့တာကိုမြင်တာနဲ့ကျွန်တော်ချက်ချင်းကြားဝင်တားဆီးလိုက်ရတယ်ဒါကိုနောက်မှပြောကြရအောင်ကျွန်တော်ဗိုက်စာပြီးအဲ့ဒီလိုပြောလိုက်တာနဲ့ကလိုအီကသူမရဲ့အတွင်းရမှုကိုအနည်းဆုံးစားတောက်ဆိုင်မှာဝိုင်းတစ်ခုချက်ချင်းစီစဉ်ခိုင်းလိုက်တော့တယ်ထမင်းစပွဲမှာကလိုအီကကျွန်တော်ပကံထဲကိုဟင်းတွေပဲစက်တိုက်ထည့်ပေးနေတယ်။အီတန်ရှင်ပြီးခဲ့တဲ့6နှစ်အတွင်းမှာအများကြီးပိန်သွားတယ်ဒါကအရသာရှိတယ်အများကြီးစားတော့ဟီလီကတော့ကျွန်တော်ဘေးမှာရက်ပြီးဖြော်ရည်တွေကိုဂယုတစိုက်ငှက်ပေးနေတဲ့စပွဲပေါ်မှာပြင်းနေနေတဲ့မတူညီတဲ့ဖြော်ရည်20ကျော်ကိုကြည့်ပြီးဘယ်ကစတော့ရမှန်းကျွန်တော်မသိတော့ဘူးကလိုအီကဟီလီကိုတစ်ချက်စောင့်ကြည့်ပြီးကျွန်တော်ပကံထဲကိုဟင်းတွေပုံမြင်ထပ်ပုံပေးတယ်အရှုံမပေးချင်တဲ့ဟီလီကလည်းပို့လို့တောင်မြင်ဆက်ဆန်တဲ့ဖြော်ရည်တွေလိုက်နေတော့တာပဲကျွန်တော်တူကိုချလိုက်ပြီးစိတ်ပြက်လက်ပြက်နဲ့အဲ့ဒီအမိဖေနှစ်ယောက်ကိုတီးတန့်ခန်းထဲကနေမောင်းထုတ်လိုက်တယ်မင်းတို့နှစ်ယောက်မှာအဲ့ဒီလောက်အင်အားတွေပူနေရင်အပြင်မှာသွားပြီးအပြစ်ပက်လိုက်ကြကျွန်တော်စိတ်ဆိုးနေတာကိုမြင်တော့လူကြီးရောလူငယ်ပါခေါင်းလေးတွေငုံပြီးဘာတခုမှမပြောဘဲထွက်သွားကြတဲ့အခန်းထဲမှာနောက်ဆုံးတော့တိတ်ဆိတ်သွားခဲ့ပြီကျွန်တော်ပါဇက်သေးကိုထမင်းတလုံးမြှောက်လိုက်ရုံရှိသေးစနစ်ကနောက်တစ်ချိန်အတန်ထွက်လာပြန်တဲ့ house ရှိလာကျွန်တော်မှာသတင်းအချို့ရှိတယ်ဒါပေမဲ့သတင်းကောင်းလားသတင်းဆိုးလားတော့မသိချဘူးကျွန်တော်ကအင်းလိုပဲညီးတွားပြီးအတိမတ်ပြုလိုက်တယ်ကျွန်တော်တွက်ချက်မှုတစ်ခုလုပ်ကြည့်တယ်မစ်ရှင်ပြစ်မှတ်ရဲ့စိတ်ခံစားမှုအခြေအနေကလောလောဆယ်တည်ငြိမ်နေပေမဲ့အင်ရှင်သာထွက်သွားရင်သူမကနောက်တစ်ချိန်စိတ်တန်ရာရသွားနိုင်ခြေရှိတယ်ဒါကြောင့်သူကိုကင်ထားတဲ့ကျွန်တော်လက်ကတုံခနဲ့ဖြစ်သွားတယ်ဒါဆိုမင်းကကျွန်တော်ကိုဒီမှာရှိနေစေချင်တာလားမှန်ပါတယ်ကျွန်တော်တက်ပြင်းချလိုက်ပြီးကျွန်တော်ရဲ့အကြီးမားဆုံးစိုးရိမ်ပူပန်မှုကိုဖွင့်ပြောလိုက်တယ်တကယ်လို့ကျွန်တော်ဒီကမ္ဘာမှာဆက်နေပြီးအနာဂတ်မှာကလိုအီရဲ့စိတ်တွေပြောင်းလဲသွားရင်ပြီးတော့ကျွန်တော်လည်းဆုံးဖြတ်ချက်ကိုနောက်တရလာရင်အဲ့ဒီအချိန်ကျရင်ကျွန်တော်မှထွက်ခွာနိုင်မဲ့နည်းလမ်းရှိအောင်မလားဒီတစ်ချိန်မှာတော့စနစ်ကပါတိတ်ဆိတ်သွားမဲ့အလှည့်ရောက်လာခဲ့တယ်အဲ့ဒီတိတ်ဆိတ်မှုကပဲသူ့အဖြစ်ပေါ့ကျွန်တော်ကောင်းခါလိုက်မိပြီးစားကျင်စိတ်ပါရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်ကလိုအီကိုမယုံကြည်လို့မဟုတ်ပါဘူးလူတွေရဲ့စိတ်နှလုံးကဘယ်လောက်တောင်အလွယ်တကူပြောင်းလဲနိုင်တယ်လဲဆိုတဲ့ဥပမာတွေကိုကျွန်တော်အများကြီးမြင်တွေ့ခဲ့ဘူးလို့ပါကျွန်တော်ဘာမှမပြောနိုင်ခင်မှာပဲသတင်းပေါက်အပြင်ဘက်ကကောင်းကင်ကြီးကဝုန်းကနေမြည်ဟဲပြီးပောက်ကွဲသွားတဲ့သတင်းပေါက်နားကိုရှောက်သွားကြည့်တော့မှောင်မိုက်နေတဲ့ကောင်းကင်ရံမှာလှပတဲ့မီရှူမီပန်းတွေပွင့်ထွက်သွားတာကိုမြင်လိုက်ရတဲ့ဟေလီကရှာပကလေးဆန်တဲ့ပုံစံမျိုးနဲ့အောက်ထပ်မှာရက်နေပြီးကျွန်တော်ကိုလက်လံပြနေတယ်ဖေဆင်းလာပြီးသမီးတို့နဲ့မီရှူမီပန်းလာဖောက်ပါအခန်းတကားကညင်သာစွာပွင့်လာပြီးကလိုအီဝင်လာကကျွန်တော်လက်ကိုဆွဲလိုက်တယ်တွားကြရအောင်သူမနဲ့ငါမရှင်အတွက်အံ့ဩစရာလက်ဆောင်တစ်ခုရှိတယ်ကျွန်တော်ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲကလိုအီကကျွန်တော်ကိုအောက်ထပ်ကိုခေါ်သွားခဲ့ပြီးဟေလီကလွတ်လပ်တဲ့နေရာတစ်ခုကိုရှာတွေ့ထားပြီးမိစာကျိုးအရှိကြီးတစ်ခုကိုဆွဲထုတ်ကကျွန်တော်ကိုမိချစ်တစ်ခုကမ်းပေးတယ်ဖေပဲလှုပ်လိုက်ကလိုအီကကျွန်တော်ကိုကြည့်ပြီးပြုံးရက်ခေါင်းညစ်ပြတယ်ကျွန်တော်မိချစ်ကိုယူမိစာကျိုးကိုညှိပြီးသူတို့နဲ့အတူနောက်ကိုခြေလမ်းနဲ့ငယ်ဆုပ်ပြေးလိုက်တယ်မီရှူမီပန်းတစ်ခုကကောင်းကင်ဘုံကိုပြန်တက်သွားပြီးကြီးမားလာပါတဲ့အသေးပုံတံအဖြစ်ပောက်ကွဲထွက်သွားခဲ့တယ်ကျွန်တော်မျက်နှာပေါ်မှာမတိစိတ်ကနေပြုံးမိလျက်သားဖြစ်သွားခဲ့တယ်ကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာကလိုအီကလည်းမတိစိတ်ကနေပြုံးနေတာကိုမြင်လိုက်ရတယ်ကျွန်တော်စိတ်ထဲမှာနည်းနည်းတော့ဝေဝါးဖြစ်သွားခဲ့ရတယ်သူမအဲ့ဒီလိုပျော်ပျော်ရွှင်ရွှင်နဲ့ပြုံးတာကိုကျွန်တော်နောက်ဆုံးမြင်ခဲ့ရတာကကျွန်တော်တို့ရဲ့မင်္ဂလာဦးညတုန်းကဖြစ်ပြီးအဲ့ဒီတုန်းကသူမကကျွန်တော်ကိုဖတ်ထားရင်တိတ်ကောင်းတာပဲငါမှမိသားစုတစုပြန်ရှိသွားပြီလို့ပြုံးရက်ကပြောခဲ့တာကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာတော့ကလိုအီကတ िश ူတစ်ခုနဲ့ကျွန်တော်မျက်နှာပေါ်ကမျက်ရည်တွေကိုတုပ်ပေးနေပြီးရှင်ပါလို့ငိုနေတာလေဟေလီကအနားတိုးလာပြီးကျွန်တော်လက်မောင်းကိုဖက်တွေကစိုးရိမ်တကြီးအတန်နဲ့မေးတယ်ဖေသမီးရဲ့အံ့ဩစရာလက်ဆောင်ကြောင့်စိတ်လှုပ်ရှားသွားတာလားမငိုပါနဲ့ဖေငိုရင်သမီးရင်ထဲမကောင်းဘူးကလိုအီကသူမကိုညင်သာစွာတွန်းဖယ်လိုက်ပြီးဖယ်ဆန်းတဲ့အဖေကငါကြောင့်စိတ်လှုပ်ရှားသွားတာလို့ပြောတယ်ဟေလီကမျက်မှောင်ကုပ်လိုက်ပြီးမီရှူမီပန်းပုံစံကိုသမီးကပုံဖော်ထားတာလေးလို့ပြောတော့ကလိုအီကသူမကိုတစ်ချက်ကြည့်ကပတ်စံဆိုင်တာငါလေးလို့ခန့်နေလိုက်တယ်သူ
သူမရဲ့စကားကြောင့်ဟေလီကြီးကျယ်ဒေါသထွက်သွားပြီးပတ်စံရှိတိုင်းကိုတိတ်တော်လန့်ပြီးထင်နေတာလားတမိအနာဂတ်မှာအမေတို့ထပ်ပိုရှာပြမယ်လို့ပြန်អော်တယ်ကျွန်တော်တပြင်းချလိုက်ပြီးဟေလီရဲ့စပင်းတွေကိုဖွာလေးဖွက်ပစ်လိုက်တယ်ပြီးတော့ကလိုအီရဲ့ပါးပြင်ကိုညင်သာစွာထိတွေ့လိုက်ရင်ခဲ့ပါတော်ကြတော့ရံမဖြစ်ကြနဲ့တော့မင်းတို့နှစ်ယောက်လုံးကြောင့်ငါစိတ်လှုပ်ရှားမိတာပါလို့ပြောလိုက်တယ်ဟီလီကကလိုအီကိုတစ်ချက်ဆောင်းကြည့်ပြီးနှာခေါင်းရှုံကခေါင်းလဲသွားတယ်ကလိုအီကတော့သူမကိုဂယုမဆိုင်ပဲကျွန်တော်မျက်ရည်တွေကိုတုပ်ပေးဖို့ပဲအာရုံစိုက်နေတဲ့သူတို့နှစ်ယောက်ဟာအရင်တိုင်းပဲစိတ်ဆက်နေကြသေးပေမဲ့သူတို့ကြားကဆက်ဆံရေးကပုံမူပြော့ပြောင်းလာတာကိုကျွန်တော်ခံစားမိတယ်ဒါဟာလောလောဆယ်အတွက်တော့လုံလောက်ပါပြီအဲ့ဒီညမှာပဲကျွန်တော်သူတို့နဲ့အတူအိမ်တစ်ကိုလိုက်သွားခဲ့တယ်အိမ်ဟောင်းကြီးထဲမှာအသုံးဆောင်ပစ္စည်းအချို့ပြည့်နေလို့နေထိုင်မှုတိတ်မတင်တော်တော့ဘူးလို့ကလိုအီကရှက်ကိုရှက်ကန်းနဲ့ရှင်းပြတယ်ကျွန်တော်နှုတ်ခမ်းကိုမတိမတာတွန်းလိုက်မိတယ်သူမပြောတဲ့အရာတွေကဟောဒီတတရုပ်ကုန်ကြီးကိုဆိုလိုတာမှန်ကျွန်တော်အသေးချာသိနေတာကိုဒီအိမ်အစ်စ်ကလွန်ခဲ့တဲ့6နှစ်ကကျွန်တော်ထွက်သွားပြီးနောက်ကလိုအီဝယ်ခဲ့တဲ့အိမ်ဖြစ်တဲ့အိမ်အစ်စ်ဖြစ်နေပေမဲ့လည်းအထက်ကပရီဘောကအပြင်စင်အားလုံးကတော့အိမ်ဟောင်းတိုင်းတထေရတဲ့တူညီနေတယ်ကလိုအီကတန်ရောစင်ကြီးလုံးလို့လားဒါမှမဟုတ်ကျွန်တော်ရှိနေသေးတယ်လို့ကိုလိန်ညာနေတာလားဆိုတာကျွန်တော်မခွဲခြားတတ်တော့ဘူးအိမ်ရဲ့အမြင်ကွင်းအကောင်းဆုံးအခန်းကိုတော့အလွတ်အတိုင်းခြံထားခဲ့တယ်ကလိုအီကလေတံတိုးနဲ့ဒါကရှင်အတွက်တီးတန့်ခြံထားပေးတာအခန်းအပြင်စင်ကရှင်ကြိုက်ဆုံးစတိုင်မျိုးပဲဘာလို့လဲဆိုတော့ရှင်ပြန်လာလိမ့်မယ်လို့ငါခံစားမိနေလို့ပြောတယ်အဲ့ဒီစကားကိုကြားရတော့ကျွန်တော်ရင်ထဲနာကျင်သွားရတယ်ကျွန်တော်ကိုဒီလောက်ကြာကြီးစောင့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောမိတယ်မအိတ်ခင်မှာကလိုအီရောဟီလီပါကျွန်တော်နဲ့အတူအိတ်မယ်လို့စုပူစားကြတယ်အားနာစိတ်ကြောင့်ကျွန်တော်မတက်တာပဲသဘောတူလိုက်ရတယ်တကောင်ရံအချိန်မှာသူတို့နှစ်ယောက်ကြားတဲ့လှဲလျောင်းရင်းကျွန်တော်ဟိုဘက်ဒီဘက်လူးလိမ့်နေမိတယ်ကျွန်တော်နှလုံးသားကပြားရည်အိုင်နဲ့နှစိမ်ခံထားရတယ်လို့ခံစားရပေမဲ့တစ်ဖက်ကလည်းအသေးအတန်ယုံထွက်ဖို့ကြိုးစားနေတယ်ဒါကကျွန်တော်တခါမှမခံစားဘူးတဲ့နှွေးထွေးမှုမျိုးဖြစ်လို့အလွန်မင်းတောက်တမိတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုပိုခံစားရလေကျွန်တော်ပိုပြီးကြောက်လန့်လာလီပဲစိတ်ကူးတွေနဲ့အတော်ကြာလုံးပန်းပြီးတဲ့နောက်ဆုံးမှာတော့ဝေဒနာကြီးစွာနဲ့စနစ် system ကိုလှမ်းခေါ်လိုက်တယ်စနစ်ကျွန်တော်ကိုခေါ်ထုတ်သွားပေးပါ Ancient Host တကယ်ပဲတေချာပြီလားကျွန်တော်ခေါင်းညိတ်ပြလိုက်ပြီးထိုင်ကပြတင်းပေါက်ဖောင်ဖို့ကိုတက်လိုက်တယ်ဒါက9လွာမြောက်ဖြစ်တယ်ဒီကနေပြုတ်ကြရင်တည်ရင်မတည်ရင်ဟင်းသီးဟင်းရွက်လို့အကျော်သေးလူနာဖြစ်သွားလိမ့်မယ်ဒီကဘာမှာရှိတဲ့ကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သာပျက်စီးသွားရင်ကလိုအီဘလောက်ပဲယူတူပါစေသူမအနေနဲ့လက်ရှိအခြေအနေမှန်ကိုလက်ခံရတော့မှာဖြစ်တယ်စနစ်ရဲ့စက်ရုပ်လိုအတန်ထဲမှာပထမဆုံးအကြိမ်ဖြစ်စိတ်ခံစားမှုအရေးအယောင်လေးဖြစ်ပြေးသွားတာကိုကြားလိုက်ရတဲ့အိမ်ရှင်ခမရတကယ်ပဲစိတ်ကူးပြတ်သားတာပဲဒါဆိုရင်တော့ခမရရဲ့ရွေးချယ်မှုကိုကျွန်တော်လေးစားပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြုံးပြီးလက်နှစ်ဖက်ကိုစန်တန်းကရှေ့ကိုကိုင်းချတော့မဲ့အချိန်မှာပဲရုတ်တရက်ခြေတလုံးပေါ်မှာအေးဆက်ဆက်အထီးအတွေ့တစ်ခုကိုခံစားလိုက်ရတယ်ကျွန်တော်လမ်းဖြတ်ပြီးလှည့်ကြည့်လိုက်တော့ကလိုအီကကျွန်တော်ခြေထောက်ကိုလှမ်းကင်ထားပြီးခတိုးတိုးရေမောနေတာကိုတွေ့လိုက်ရတယ်အီတန်ဒါနဲ့ဆို3ချိန်မြောက်ရှိပြီနော်ကလိုအီကကျွန်တော်ကိုအောက်ဆွဲချလိုက်ပြီးကရင်ပေါက်မရှိတဲ့တခြားခန်းတစ်ခုတည်းကိုဆွဲခေါ်သွားခဲ့တယ်သူမမျက်ဝန်းထဲကစိတ်ပြအားရုံမှုတွေကိုမြင်တော့ကျွန်တော်နှုတ်ခမ်းကိုတင်းစိတ်ထားမိပြီးဘလို့ရှင်းပြရမှန်းမသိတော့ဘူးအတော်ကြာတိတ်ဆိတ်သွားပြီးနောက်ကလိုအီကရုတ်တရက်စကားဆက်လာတဲ့ရှင်အနာဂတ်မှာငါကရှင်ကိုစိတ်ပြအောင်လုံးမိမှာစိုးရိမ်နေတာငါသိတယ်ရှင်ရဲ့တခြားကဘာမှာရှိတဲ့အရာအလုံးကိုဆွလို့ပြီးငါအနာမှာနေဖို့ဆုံးဖြတ်ခဲ့ပြီးမှနောက်ဆုံးမှာနောက်တရရမှာကိုရှင်ကြောက်နေတာဟုတ်တယ်မလားကျွန်တော်ကောင်းကိုဖြည်းဖြည်းချင်းညှိပြလိုက်တယ်မထင်မှတ်ပဲကလိုအီကဒေါသတဆွဲမဖြစ်သွားခဲ့ဘူးအဲ့ဒီအစားသူမကကျွန်တော်လက်ကိုဆွဲကင်ပြီးညင်သာစွာပြောတယ်ဒါကဖြည့်ရှင်းရလွယ်ပါတယ်ဒါဆိုငါကရှင်းရဲ့ကဘာကိုရှင်းနောက်လိုက်ခဲ့ရင်ကောဘလို့လဲကျွန်တော်အော်ဒါကြီးနဲ့မောကြည့်လိုက်တယ်ကလိုအီကသူမဘာသာဆက်ပြောတယ်ငါခံမှန်းရတဲ့လောက်တော့ရှင်တို့ရဲ့အဲ့ဒီစနစ်ကရှင်းကိုဘဝပေါင်းများစွာသုံးလို့မကုန်နိုင်တဲ့ပတ်စံတွေပေးထားပြီးသားဖြစ်မှာပါဒါကြောင့်ငါ့ကိုကျွေးမွေးထားဖို့ကပြဿနာမရှိနိုင်ပါဘူးဒါပေါ့ရှင်ခေါ်ခြင်းနဲ့ဆိုရင်အဲ့ဒီကလေးမလေးကိုပါတပါးရဲခေါ်သွားလို့ရတယ်တကယ်လို့ရှင်ကငါ့ကိုစီးပွားရေးပြန်လုပ်ခွင့်ပေးမယ်ဆိုရင်လည်းရှင်အတွက်အံ့ဩစရာကောင်းတဲ့ရလဒ်တွေကိုငါစွမ်းဆောင်ပေးနိုင်မှာပါငါရဲ့အရေးချင်းကိုငါယုံကြည်ပါတယ်တကယ်လို့ရှင်ကငါပတ်စံတွေအများကြီးရှိလာရင်စိတ်ပြောင်းသွားမှာစိုးရိမ်လို့စီးပွားရေးမလုပ်စေချင်ဘူးဆိုရင်လည်းငါရှင်ဘေးနားမှာပဲနေပြီးနေ့တိုင်းရှင်ကိုပြုစုဆောက်ရှောက်ပေးပါမယ်ကျွန်တော်လက်ကိုကင်ထားတဲ့သူမရဲ့လက်တွေကအနှဲငယ်တုံရင်နေပြီးကျွန်တော်ကိုတောင်းပန်တိုးရှိုးတဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့တယ်ဒါကြောင့်ကျေးဇူးပြုပြီးငါ့ကိုစွန့်မသွားပါနဲ့ဟုတ်ပြီလားဒါကကျွန်တော်လုံးဝမျှော်လင့်မထားတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့တယ်ကျွန်တော်ကိုပို့ပြီးအံ့ဩသွားစေတာကစနစ် system ကပါတကယ်ပဲသဘောတူလိုက်တာပဲပြဿနာမရှိပါဘူးမစ်ရှင်ပြစ်မဲ့ရဲ့စိတ်ခံစားမှုတည်ငြိမ်နေတဲ့၍သူမပဲကဘာမှာပဲရှိနေအရေးမကြီးဘူးလို့ဌာနချုပ်ကပြောပါတယ်ခမရကသူတို့ကိုတာဝန်ယူကျွေးမွေးမှာဆိုတော့ခမရအတွက် bonus နဲ့ဆက်ရဖို့ကျွန်တော်လျှောက်ထားပေးမယ် Ancient Host အနေနဲ့သူမကိုနောက်တစ်ချိန်ယူတော့မသွားအောင်ပဲထိန်းထားနိုင်ရင်ဘာမှမဆိုဖြစ်နိုင်ပါတယ်ကျွန်တော်စိတ်ကိုပြန်စူးစီးလိုက်ပြီးကျွန်တော်ရှိကတနာစရာကောင်းတော့အောင်ဝမ်းနဲ့နေတဲ့ဂလိုအီကိုကြည့်ကခေါင်းကိုအตาရညှိပြလိုက်တယ်နောက်တစ်နေ့မှာတော့ကျွန်တော်နဲ့အတူလိုက်ခဲ့လို့ရပြီဆိုတာကိုဟီလီကြားလိုက်ရတဲ့အခါသူမကအယံဝမ်းသာပြီးခုံပေါက်မိမတက်ပျော်ရွှင်သွားခဲ့တယ်ကလိုအီကမျက်မှောင်ကုပ်လိုက်ပြီးကျွန်တော်ကိုတဝက်နောက်ပြောင်းတဲ့လေတံနဲ့ပြောတယ်ဒီကလေးမလေးကိုမခေါ်သွားပဲထားခဲ့ရင်ကောဘလို့လဲကြည့်ရတာမျက်စိနောက်စရာကြီးဟီလီကအလွန်မင်းဒေါသထွက်သွားပြီးအမေအဲ့ဒီစကားကိုနောက်တစ်ခေါက်ပြန်ပြောကြည့်လေလို့အော်တယ်သူတို့နှစ်ယောက်ထပ်ပြီးအခြေတင်ရန်ဖြစ်တော့မဲ့တာကိုမြင်တာနဲ့ကျွန်တော်ချက်ချင်းကြောင်းဝင်တားဆီးလိုက်ရတယ်ကဲပါအထုပ်ပိုးတွေကိုကိုယ့်ဘာသာကိုအမြန်သွားပြင်ကြတော့နောက်ကျရင်ဘသူ့ကိုမှမခေါ်ဘူးနော်
အဲ့ဒီလိုပြောလိုက်တာနဲ့သူတို့နှစ်ယောက်လုံးချက်ချင်းငြိမ်ကျသွားပြီးအထုပ်ပိုးတွေပြင်ဖို့အလူရက်ထွက်ပြေးကြတော့တာပဲကျွန်တော်လက်ပိုက်ကြည့်ရင်နှက်ခမ်းတောက်မှာမတိစိတ်ကနေအပြုံးတစ်ခုပေါ်လာခဲ့တယ်သူတို့သားအမိနှစ်ယောက်ကြားကပဋိပက္ခကိုလုံးဝဖြေရှင်းနိုင်မှုကတော့အလန့်ဝေးပါသေးတယ်ဒါပေမဲ့ကံကောင်းတာကအရာအလုံးအတွက်အချိန်တွေအများကြီးရှိပါသေးတယ်